ဈေးသွားနေရှင်ကုန်တာပေါ့နော်ဒါကတော့ဖက်နဲ့ပေါ့နော်ဖက်နဲ့ဆိုတော့ပေါင်းတာပုတ်တာတော့မှာပဲအဲပါမဲတော့မသိဘူးငါကလိုက်လွင်နဲ့လိုက်လွင်တော့မှထပ်ပုတ်တော့အခုတော့အဖက်ကြီးနဲ့ဆိုပုတ်တာမပုတ်တတ်တော့အဲတော့ပူတယ်ဘေးမှမသွားနိုင်ဘူးဘာတကူဒီမိုးရှိုးအလှပြင်းနားလည်းမပြင်းတတ်ပါသမီးပြင်ခိုင်းလိုက်ရင်တော့ထွက်လာနိုင်ပြီနော်အဲ့တော့sono queremos sonsa sono queremos sonsa ကြလားဟောနေအတီးတွေပေါ့နော်ဒီလာပြနေဆို sono che နေစလို့ရှင်ဒီနာကညောင်ပင်မှာညောင်ရင်တော့တုံးမယ်ခဏတော့လေးတူးမယ်ပြီးလို့ချင်းမရဖာလို့မယ်လားလူအမှန်တိုင်းပြောရမှာဆိုဘယ်အရာမှလေးတာလို့မကုန်ဘူးပေါ့နော်စောက်လို့ရမှာဆိုလဲအဲ့လိုပဲပစ္စည်းအားတွေကအစဒါဒီကိုရှင်လုပ်တဲ့လူဆိုပို့ဆိုပစ္စည်းတွေကအမျိုးမျိုးပေါ်နေပေါ့နော်အဲ့တော့ဒီလိုအကြီးပိုင်းတွေပေါ့မန်နေဂျာလည်းပဲပိုင်းနေဆိုရင်လေကိုရန်ကုန်မှာဆိုရင်အလုပ်ခံကြတယ်လာစာကိုကောင်းကောင်းပေးတယ်ကောင်းကောင်းပေးတယ်လို့ကောင်းကောင်းလဲခိုင်းကျင်တယ်ပေါ့နော်မန်နေဂျာလည်းပဲဆိုရင်သူကနှစ်ယောက်မခန့်ကျင်တော့ဘူးပေါ့တယောက်ပဲခန့်ကျင်တယ်ဆိုမိုင်းတို့ဆိုစေဘဲပိုင်းဆိုလို့ရှင်နော်စေဘဲပိုင်းကပြီးသွားပြီစေဘဲဆိုဒီအဆောက်အဦကိုစောက်တယ်ပြီးသွားပြီဆိုမှလူနေဖို့အတွက်ကဒီအဆောက်ကြီးပြီးရုံနဲ့နေလို့မရဘူးမဟုတ်လား MEP ဆိုတာပိုင်းကပါရတယ်အဲ့တော့တို့ကအခုဆိုလို့ရှင်ငါးစာကောင်းကောင်းပေးခြင်းနဲ့အဲ့ဒီဟာတွေပဲကြီးပိုင်းအားဟာတွေပဲအကုန်သိစေခြင်းနဲ့အဲ့တော့မရဲ့ဒီနေ့ MEP တွေစာလေးတာနော်အဲ့တော့ကျန်တာဈေးလဲရောင်းတယ်ဈေးရောင်းရင်းနဲ့တည်လာမယ်ပြီး